Mga áo tận từ lấy đó video không bắt tốn chào ra áo rồi cho bà rô tình anh ra từ xe dạo bà bí con bắt tốn chào phía bài con bắt tốn chào thì tình anh ra mà lẽ chẳng xin nị tì đế at that tuổi gấu lì là tòa mà phía tế mô mà số xe at that xe cụ xì bà đế ta cụမွန်လို့ဟကြော့ကြော့လို့ပြောပါတယ်ဒီဟာကိုကျမတို့ကပိုင်ပိုင်နိုင်နိုင်သိပြီဆိုလို့ရှိရင်ဖက်နီးစနစ်တွေရင်းနီးစနစ်တွေကိုတေချာလေးလိုက်နိုင်မှာဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာဖြစ်တယ်ဟကြော့မဲဟာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခေါက်ထပ်ဖက်ပါမယ်ဟကြော့ဒါကိုပထမပြည့်တဲ့နဲ့ဖက်ပါမယ်မဟာဖြစ်ပါတယ်ဆိုတော့ဒီပထမတစ်လုံးကမတက်ကိုပြထားတယ်အတန်ချွက်ကကုန်းဖြစ်ပါတယ်ဒီမတက်ကိုနောက်တစ်မျိုးရေးများတာကတသေးတင်ပုံစံနဲ့ရေးများပါတယ်ကုန်းဖြစ်ပါတယ်ဟာတက်ကိုကောဖြစ်ပါတယ်လေမုတ်ထုတ်တဲ့အတန်ဖြစ်ပါတယ်ကောဒီဟာကိုလေဟထိုးနဲ့အပေါ်ကအသက်နဲ့ပုံစံကိုရေးများပါတယ်အသက်ကိုကောက်ဖြစ်ပါတယ်သူအနောက်အသက်ကကျအတန်လေးထွက်တယ်ပေါ့နော်ကောက်ဖြစ်ပါတယ်ဒီဟာကိုလေတသေးတင်နဲ့ရေးတာများပါတယ်ဆိုတော့ဒီမသက်လေတသေးတင်နဲ့ဟုတ်တယ်ကောင်းအသက်လည်းတည်တည်နဲ့ရေးတယ်ကော့ဘယ်လိုခွဲမလဲဆိုတော့ကျမတို့ context ပေါ့နော်ဒီအဲ့ဒီအရာပုံမူတည်ပြီးတော့မှခွဲခြားတာဖြစ်တယ်မွန်စာကိုရင်းနှီးလာတာဒီနေ့အမြခွဲခြားနိုင်မှာဖြစ်တယ်ဆိုတဲ့ဟာကိုပြောရှင်တယ်ဒီထဲမှာဟဒုတ်ရွတ်ဖတ်တာဖြစ်တယ်ခုနကကျမတို့တွေ့သွားတယ်ကမတက်ကိုကုန်းဖတ်တယ်ကကုန်းဆိုရင်ကြဆိုရင်ကျုံတဆိုရင်သုံးဖြစ်ပါတယ်ဒိုက်ဆိုရင်သုံးဘိုက်ဆိုရင်ပုံရိုက်ဆိုရင်ရုံဖြစ်ပါတယ်ဆိုတော့ဒီမှာပြောစရာရှိတာကမတက်နဲ့နတက်နဲ့ပေါ့နော်ဘယ်လိုကွာလဲပထမပြီးခဲ့တဲ့သင်ခန်းစာမှာကျမတို့ကအနာတက်ဆိုရင်ကုန်းဖတ်တယ်နော်အနောက်အတန်ကနည်းနည်းလေးအတန်ထွက်ပါတယ်ကုန်းဖြစ်ပါတယ်ကမတက်ဆိုရင်ကုန်းဖြစ်ပါတယ်ပါဇက်ပိတ်တာဖြစ်ပါတယ်ဒီလိုမျိုးလဲကျမတို့သတိထားပြီးတော့ခွဲခြားလို့ရတယ်ဆိုတဲ့ဟာကိုပြပြချင်တာဖြစ်တယ်နောက်ထပ်တစ်ခုကကြတော့ဒီလိုမျိုးဟထိုးနဲ့အပေါ်ကအတန်နဲ့ရေးတာကဒါကဟတက်ဖြစ်ပါတယ်ကြော်ဖြစ်ပါတယ်ပဆိုရင်ပေါ်ဘဆိုရင်ပေါ်ဂိုက်ဆိုရင်ကောဒိုက်ဆိုရင်တော့ဘိုက်ဆိုရင်ပေါဖြစ်ပါတယ်နောက်ထပ် the box ကကြတော့အတက်ဖြစ်ပါတယ်ကအတက်ဆိုရင်ကောကောဆိုရင်တပြီးဆိုရင်တော့စပြီးဆိုရင်ဆောက်ကြိုက်ဆိုရင်ကြောက်ဘိုက်ဆိုရင်ပေါလိုက်ဆိုရင်လောက်ဖြစ်ပါတယ်ဒီဟာနဲ့ဆိုင်တဲ့စကားလုံးတွေကိုအောက်မှာဖော်ပြထားတာဖြစ်တဲ့ပေါခုနကကျွန်တော်တို့တွေ့သွားတဲ့ဟာအကျိုးနဲ့အပေါ်ကအတက်နဲ့ရေးတာကဟာတက်ဖြစ်ပါတယ်ပေါဖြစ်ပါတယ်ဒီထဲမှာဒီတင်ငယ်တလေးကိုမမိမဲ့ခြင်းနဲ့မဆွဲထားတာဖြစ်တယ်ဆိုတော့တမကအတက်ဆိုတော့အတက်အတန်ကခုနတုန်းကကအတက်ဆိုကော့လို့အတန်ထွက်တယ်ဆိုတော့တမဆိုရင်တမော့လို့အတန်ထွက်ပါတယ်တမော့နောက်ထပ်တစ်လုံးကတဝန်းပူကနဆွဲထားတာဖြစ်တယ်တနမှာအပေါ်မှာတသေးတင်ပါတယ်ဆိုတော့တနုံဖြစ်ပါတယ်တနုံချုပ်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဘိုက်ပြီးဒါကခုနကကျမတို့ရင်းနှီးနေတဲ့စကားလုံးဖြစ်တဲ့ဟာတဲ့ဘောဖြစ်ပါတယ်ပြီးတော့ဂဲဂျိတ်အတဲ့ဆိုတော့ဂျုတ်ဖြစ်ပါတယ်ကြောက်အပေါ်ကတသေးတင်မတဲ့ဟုတ်တယ်ဆိုတော့ကဆိုရင်ကုန်းဆိုတော့အဆိုရင်ဖြစ်ပါတယ်ဆိုဖြစ်ပါတယ်ဆိုတော့ဒီပုံကအောနေတဲ့ပုံဖြစ်ပါတယ်ဒီမှာနောက်တစ်ခုကကြတော့ပေါ်လို့ဖတ်ပါတယ်ပေါ်ဖြစ်ပါတယ်ဟုတ်မယ်ထင်တယ်ဒီအောက်ကစာပိုက်တွေကိုဖြည်းဖြည်းလေးဖတ်သွားပေးမှာဖြစ်ပါတယ် Batom globe
Bật tôm Glâu glâu Là ba á Lậu lậu nhị Là ba á Lậu lậu nhị Cháu nên đi Bật tôm Cháu nên đi Bật tôm Nhị tốt Cháu họa ra Nhị tốt Cháu họa ra Apa a bầu sốt Apa a bầu sốt Camelot Clot sốt Camelot Clot sốt Nhí ôm sầu á Tà lạ clot Chôm bột ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ်